ဖိလစ်ပိုင်ရဲ့ဂျွန်လီတဂျွန်ကိုလေမုန်တိုင်းအကြီးအကျယ်တိုက်ခတ်ခဲ့တာကြောင့်အိုးအိမ်တွေပြိုလဲခဲ့ကြပါတယ်။မုန်တိုင်းကင်းစင်ပြီးတာယာတဲ့နေ့တစ်နေ့မှာတော့လွမ်းပါပြီးကလေးတစ်ယောက်ကိုခြေထားတဲ့မိမလာလေးတစ်ယောက်တင်မောစိတ်ကိုကလေးနဲ့အတူထွက်လာခဲ့ပါတယ်။ဒါပေမဲ့စီးစရာလက်မှတ်ဝယ်ဖို့ပတ်စံကရှိမနေခဲ့ပါဘူး။ဒါကြောင့်ဘယ်သူမှမသိအောင်တင်မောဘုတ်ကိုခိုးတက်ပြီးစီးဖို့လုပ်ခဲ့တာပေါ့။ကန်ဆိုးကျင်တော့ခိုးတက်သွားတာကိုတင်မောလက်မှတ်ရောင်းတဲ့သူကမြင်သွားခဲ့ပါတယ်။တင်မောသားတွေကကောင်မလေးနောက်ကနေလိုက်ခဲ့ပေမဲ့ကောင်မလေးကတော့ကြီးတဲ့ကြားထဲဝင်ကအယောင်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့တင်မောသားတွေကတေးသေးချာချာကိုစစ်ဆေးရှာဖွေခဲ့တာကြောင့်ကောင်မလေးကိုတွေ့သွားခဲ့ပါတယ်။အဲဒီကနေစပြီးကောင်မလေးရဲ့ဘောဟာဆိုးရွားခဲ့ပါတယ်။တင်မောပေါ်မှာတရက်ကြာပြီးနောက်ရက်မှာတော့မြို့ပေါ်ကိုကန်ခဲ့ခဲ့ပါတယ်။ကောင်မလေးလည်းလမ်းလျှောက်နေရင်လမ်းမှာမိမတယောက်ကပတ်စံအိတ်ပြုတ်ကျသွားတာကြောင့်ပြန်ပေးလိုက်ပါတယ်။ဒါကိုကျေးဇူးတင်တဲ့အနေနဲ့သူနဲ့အတူလိုက်ခိုင်းကကောင်မလေးကိုတက္ကစီကရှင်းပေးလိုက်ပါတယ်။ထို့နောက်ဘတ်ကားကနောက်တစ်ဆင့်စီးရမှာမို့ဘတ်ကားပေါ်တက်လိုက်ပါတယ်။အဲဒီအချိန်ကလေးကနှိုးဆန်နေတာကြောင့်တိုင်နေရင်ဘေးကောင်ကလူနှစ်ယောက်မှကလေးပြီးရင်ငါတို့လည်းလို့အားချောင်းနှောက်ရှက်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲတန်တန်ပြက်ပြက်လူတစ်ယောက်ကားပေါ်တက်လာပါတယ်။ပြီးတော့ထိုလူရဲ့ခါကြားထဲမှာတနက်ကိုချိတ်ထားပါတယ်။တနက်ကိုမြင်လိုက်တော့ထိုလူနှစ်ယောက်လည်းကြောက်လန့်ကကားပေါ်ကဆင်းပြေးသွားခဲ့ပါတယ်။ကျေးဇူးတင်စကားပြောလိုက်ပြီးခဏအကြာကားအကူမကားကလာတောင်းတာကြောင့်ကောင်မလေးကအကိုရဲ့ကျမဒုက္ခရောက်နေလို့ကားကလေးရှင်းပေးလို့ရမလားလို့အကူကြီးတောင်းလိုက်တော့ဒုက္ခရောက်နေတဲ့သားမီးကိုတနာသွားကကားကရှင်းပေးလိုက်ပါတယ်သူတို့နှစ်ယောက်ခင်သွားပြီးခရီးကလည်းတော့ကြောင်းမှမလို့ကလေးငယ်လေးနဲ့ဘယ်ကိုသွားမှလဲလို့မေးလိုက်ပါတယ်ကောင်မလေးလည်းသူကမြက်ကန်းထဲမှာနေတဲ့သူတယောက်ဖြစ်ပြီးမုံတိုင်းကြောင့်အိမ်နေပြက်စီဒုက္ခရောက်နေတာမို့အကိုဖြစ်သူတန်းသွားမလို့ဖြစ်ကြောင်းပြောလိုက်ပါတယ်ထို့နောက်တင်မောသားကမင်းရဲ့အကြောင်းတွေနားထောင်ခြင်းလို့ပြောပြပါလားလို့ပြောလိုက်ပါတယ်ကောင်မလေးတို့မိသားစုကငငယ်တွေကဆင်းရဲကြပြီးတော့သူမရဲ့အဖေရင်မတော်ဆမှုကြောင့်ဆုံးပါသွားခဲ့ပြီးမိခင်ဖြစ်သူကလည်းစိတ်ကြယောဂခံစားခဲ့ရကကိုအဆုံးစီရင်ခဲ့ပါတယ်။ကောင်မလေးကငငယ်လေးနဲ့မိဘမဲ့ဖြစ်ခဲ့ရပြီးအမေတူဖအေခွဲအကိုတယောက်နဲ့အတော်ဖြစ်သူကခုံမွေးထားခဲ့ပါတယ်။ဒါပေမဲ့အတော်ဖြစ်သူကနှစ်ယောက်လုံးကိုကျွေးမွေးဖို့မတတ်နိုင်ခဲ့တာကြောင့်အကိုဖြစ်သူကိုအိမ်တအိမ်စီမွေးစားဖို့ပေးလိုက်ပါတယ်။နှစ်တော်ကြာပြီးတဲ့နောက်ကောင်မလေးအရွယ်ရောက်လာတော့အတော်ရဲ့ယောက်ျားဖြစ်သူကကောင်မလေးကိုမရင်းချင်းခဲ့တာပေါ့အတော်ကတော့တီးရက်နဲ့မတိကြအောင်ဆောင်ကကောင်မလေးကိုသာနှိပ်စက်ခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးဟာလည်းသွားတရားမရှိတာကြောင့်သီးခံနေခဲ့ရတာပါတယ်ဒီနေ့မှာတော့အကိုဖြစ်သူထမဖုံးဝင်လာကသူတို့နဲ့နေဖို့ဖြစ်လာခဲ့ပါတယ်အကိုဖြစ်သူကတော့အိမ်အောင်ရှိတဲ့သူတယောက်ပါသူ့ရဲ့ဇနီးကလည်းကောင်မလေးကိုအရန်ချစ်ရှာပါတယ်ဒီနေ့မှာအကိုဖြစ်သူရဲ့ဇနီးဟာနိုင်ငံခြားကိုခရီးထွက်ဖို့ဖြစ်လာပါတယ်ရဲ့အတော်ကြတော့အမေတူဖေခွဲကိုနဲ့ကောင်မလေးတို့မှားသွားခဲ့ကြပါတယ်ကောင်မလေးဟာအကူစရာမရှိတဲ့ဘွားကနေအခုဆိုအကိုဖြစ်သူရဲ့ကလေးကိုပါရနေပါပြီဒါပေမဲ့လနေငယ်ကြမှာတော့အကိုဖြစ်သူရဲ့ဇနီးကပြန်လာတော့မှကြောင့်ကောင်မလေးကိုမြေကန္နာကမြို့ကလေးစီကလေးမွေးဖို့ပြန်ပို့ခဲ့တာပေါ့ဒါပေမဲ့အခုတော့အဲ့ဒီမြို့လေးဟာအွန်လိုင်းကြပျက်စီးသွားပြီးကောင်မလေးလည်းအကိုစီကိုပြန်လာခဲ့ပါတယ်ကောင်မလေးဟာသူ့အကြောင်းတွေကိုတင်မောသားကိုပြောပြနေရင်မျက်ရည်တွေကျနေခဲ့ပါတယ်တင်မောသားလည်းအားပေးလိုက်ကဒီကိုရောက်ဖို့တင်မောစီကကိုဘယ်လိုလုပ်ခဲ့လဲလို့မေးလိုက်ပေမဲ့ပြန်မပြောခဲ့ပါဘူး။ကောင်မလေးရဲ့အတွေ့အထဲမှာတော့ဇလန်ဆက်ကတင်မောခိုးစီးခဲ့တော့တင်မောသားတွေကသူမကိုမိသွားခဲ့ပါတယ်။အဲဒီနောက်တယောက်ပြီးတယောက်တင်မောစီကဖြစ်မရင်းချင်းခဲ့ကြပါတယ်။ကပတိန်ကပါကောင်မလေးပေါ်နိုင်ချင်းခဲ့ပါတယ်။ထို့နောက်ခီးတဲ့နေရာကိုပြန်လွှတ်လိုက်ပါတယ်။အဲဒီမှာကောင်မလေးဟာဘွားတယောက်နဲ့တွေ့ခဲ့ပြီးကောင်မလေးကိုတနာတာကြောင့်မကောင်းချင်တဲ့သူတွေအတွက်ဥဆိုကအစိတ်ထက်ရတဲ့ပလင်းတစ်ခုပေးခဲ့ပါတယ်။ညဘက်ရောက်တဲ့ခါမှာတော့ကပတိန်ကကောင်မလေးကိုထက်ခေါ်ခံကမရင်းချင်းဖို့လုပ်ကြပါတယ်။ဒီခါမှာတော့ကောင်မလေးကအဖွားပြည့်တဲ့အစိတ်ကိုအရက်ကျဲထက်ကတင်မောသားတွေကိုတက်ခဲ့လိုက်ပါတယ်။အဲ့ဒီအချိန်မှာကောင်မလေးဟာပြန်စဉ်းစားနေတော့ကားဟာလန်တော့မှာဆက်သွားလို့မရလို့ဒီမှာနားရမယ်အကြောင်းပြောကကားဆရာလည်းပြင်ရအောင်မယ်လို့ပြောတာကြောင့်တင်မောသားလည်းဒီနားကဆက်ဆောက်ဆိုင်မှာတခုစားဖို့ပြောလိုက်ပါတယ်။အချင်စိုးနဲ့တင်မောသားကိုကောင်မလေးလည်းသူ့ကိုအကူညီတာအလကားမောက်တာကိုရိပ်မိသွားတာကြောင့်ကဟိုတယ်မှာအတူတူအိတ်လိုက်ကြပါတယ်။ညလေကောင်မှာတော့တင်မောသားရဲ့မိမကဖုန်းခေါ်လာပါတယ်။တင်မောသားလည်းကောင်မလေးမသိအောင်အိတ်ကိုလန်လောကအိတ်ထဲကအစိပ်ပလင်းကိုဘာမှမသိပဲယူထွက်လာခဲ့ပါတယ်။မနက်မိုးလင်းတော့ကောင်မလေးကိုကားဆရာကလာခေါ်တာကြောင့်ကားပေါ်တက်ကခရီးဆက်လာခဲ့ပါတယ်။အဲ့ဒီချိန်တင်မောသားဟာသူ့မိသားစုတွေနဲ့မနက်စာကိုစားနေပြီးသတင်းကိုကြည့်နေခဲ့ပါတယ်။အဲ့ဒီသတင်းမှာတော့တင်မောသားတွေကိုအစိတ်ခတ်တက်ခဲ့တဲ့ကောင်မလေးကြောင့်ပြောခဲ့ပြီး TV ကနေပတ်သက်ခဲ့ပြီးကောင်မလေးနဲ့အတူတင်မောသားရဲ့မျက်နှာမှာပါလာခဲ့ကဟိုတယ်မှာအတူတူအိတ်တာကိုဇနီးဖြစ်သူကတည်သွားခဲ့ပါတယ်။လက်ဆက်တင်မှာပဲစူပါမင်းကလေးဟာသူ့ကလေးတည်ဆုံးသွားတာကြောင့်ယူသွားခဲ့ပြီးဒုက္ခသည်စကန်ကကလေးကိုပါခိုးလာကြောင်းသိရပါတယ်။အဲ့ဒီအချိန်မှာပဲတင်မောသားရဲ့အိမ်ကိုရဲရီဝိုင်းလာကြပါတယ်။တင်မောသားလည်းသူယူလာတဲ့စီးပူဟာအစိတ်ဖြစ်နေတာကိုသိသွားတော့ထွက်ပြေးသွားခဲ့ပြီးရဲရီကတော့ပြစ်တက်လိုက်ကြပါတယ်။ဒီဇလန်လေးကတော့ဘယ်သူမှလဲဆိုတာကိုဖြေသွားခဲ့ကြပါအောင်နော်။